ကဘာဒီနေ့မတချီလေးတပုတ်စုပြဖြစ်ပါသူတချီလေးနဲ့မစားခွဲမဲ့တချီနဲ့ပေါ့နော်မေသူကတချီစားပြီးတယ်ကာလာကောမမရေးပြီးခဲ့အောင်အတဲလေးနဲ့ပြီးခဲ့ပါဦးရှင်စုပြမယ်နော်သူချင်းမင်းနဲ့ငါနဲ့တွေ့ရောတွေ့ရမယ်လားငါတို့ရဲ့ချီချင်းတူဘဲလူတွေကကြည်ရလားငါကတော့မင်းတို့ကိုပန်းတယ်ဟာငါတို့ရဲ့เจ้าမှာဘာတွေဖြစ်နေပြီလဲငါလည်းเจ้าကိုလွမ်းတာပေါ့ငါလည်းမင်းတို့ကိုဖြစ်ပါတယ်ဟာငါကိုရောဖြစ်ရဲ့လားငါလည်းမင်းတို့ကိုလွမ်းတယ်ဟာဒီလိုပြတ်တယ်ကောင်းလာစပြတ်သွားလို့ဟိုပေါ့ကျေးဇူးတင်တယ်ဆိုတော့ကျေးဇူးတင်တယ်မန်ကြကြပါအိုးအလားဒီနေ့အတက်ကြီးလေးပြီးဝေးရမှာလားငါတို့ကဒီပြီးဆိုပြပါမယ်နော်အဲ့တော့တဲ့လက်ကလေးတွေပြကြပါကောမန့်လေးရေးသွားကြပါကောမန့်လေးရေးပြကြပါခေါင်းလေးနဲ့လုပ်ပြီးသွားကြဘူးနင်းနေတော့မြေသူကလေနေတွေတော့လေစော်လေကောင်းပါလေညအမေသူဆိုဒါပေမဲ့တို့ရောက်ကိုခေါ်ပြီးမြေသူကိုမခေါ်တော့အဲ့ကြောင့်မို့ဒီကတယောက်တည်းနေရဒီပါဟိုလိုဆိုတို့နဲ့ပါလေအဲ့ကြောင့်မို့လို့ပါချစ်ပါအဲ့မှာရောက်ပြီလို့ပါအဲ့မှာဘိုင်